န်ရာဝတ်တွင်မှလွတ်ကင်းဖို့ရာဒိဋ္ဌာငါဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာတန်ရာဝတ်တွင်မှလွတ်ကင်းဖို့ရာဒိဋ္ဌာငါဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာ